ကျွန်တော်ခဏရက်ပြီးပြောလိုက်တယ်ဦးလေးကူချင်းဟန်ကမင်းကလေးကောင်းတစ်ယောက်ပါဒါပေမဲ့ဘာလဲလို့ဦးလေးကူကထပ်မေးတယ်ကျွန်တော်လည်းမဖုံးကွယ်တော့ပဲမနစ်ကလေးကလက်ထပ်ပြီးပြီလို့ပြောလိုက်တယ်ဒီသတင်းကိုကြားတော့ကူချင်းဟန်ထမင်းစားပွဲကနေဝုန်းကနေထွက်လိုက်တယ်ရှင်လက်ထပ်လိုက်ပြီလားအေးလေနင်းလဲသိပါတယ်ချန်ရှမ်းဒါပေမဲ့ဒီနေ့သူအလှပြင်ဆိုင်သွားတယ်အခုထိပြန်မလာသေးဘူးပြောလို့မှမဆုံးသေးဘူးတကားဖွင့်တန်ကြားလိုက်ရတယ်မောင်အိမ်မှာဧည့်သည်ရောက်နေတယ်ချန်ရှမ်းပါလားချန်ရှမ်းနဲ့ကူချင်းဟန်အကြည့်ချင်းစုံသွားတဲ့ခဏလေတူးကအေးခဲသွားတယ်လို့ပဲချန်ရှမ်းကပဲအရင်စကားဆက်လိုက်တယ်ချင်းဟန်မင်းပြန်လာပြီလားဟုတ်တယ်မင်းနဲ့ရှန်ကျိုးလက်ထပ်လိုက်ပြီလို့ကြားတယ်ဟုတ်တယ်ဒါနဲ့ပတ်သက်လို့နင့်ကိုကျေးဇူးတင်ရမယ်အဲ့ဒီတော့ကနင်သားရှန်ကျိုးကိုလိုက်ဖို့မကူညီခဲ့ရင်ငါတို့အတူတူရှိနေမှာမဟုတ်ဘူးကူချင်းဟန်ရဲ့မျက်နှာကပိုဆိုးလာတယ်ဒါပေမဲ့ဟန်ဆောင်ရဲ့ပြယုံပဲတက်နိုင်ခဲ့တယ်ချန်ရှမ်းကအမြဲတမ်းစိတ်ကောင်းရှိသူပါကူချင်းဟန်နဲ့သူ့အဖေကိုအိမ်မှာညစာစားဖို့ဖိတ်လိုက်တယ်ဒါပေမဲ့သူတို့လည်းဒီခီးစဉ်ရဲ့ရည်ရွယ်ချက်မအောင်မြင်နိုင်တာတိလောက်ပါပြီဆွေးနွေးဖို့မတင်တော့ဘူးဇနီးကသဘောထားအရန်ကြီးတယ်သူတို့ကိုတော့ပို့ပေးဖို့ကျွန်တော်ကိုပြောကျွန်တော်တို့နားလည်မှုရှိရှိပြုံးပြလိုက်တယ်တယောက်ခံစားချက်တယောက်သိနေကြတယ်ကူရဲ့ဖခင်ကအရန်ကိုစိတ်ပြတ်နေပုံပဲကျွန်တော်နဲ့ကူချင်းဟန်ပီလာနာကမြက်ကမ်းပေးကိုရှောက်သွားတယ်ကူချင်းဟန်ရဲ့မျက်ဝန်းတွေหนีရဲလာတယ်နောက်ဆုံးတော့မျက်ရည်တွေကြောက်ပြားပေါ်တောက်ဆိုပြီးကျလာတယ်ကျွန်တော်ဘာလို့ရမှန်းမသိဖြစ်သွားတယ်ချင်းဟန်ဘာလို့ငိုနေတာလဲကူချင်းဟန်ကမျက်ရည်တွေကိုအလင်းမြန်တုပ်လိုက်တယ်ရှန်ကျွမ်းကိုကြည့်ပြီးငါမင်းကိုအထင်လွဲခဲ့တာပဲချင်းဟန်မင်းနဲ့ဦးလေးကူတို့အခြေအနေမကောင်းတာငါသိပါတယ်အရင်ကချေးထားတဲ့3တန်းကိုငါတို့တန်ရောစင်အတွက်လို့ပဲသဘောထားလိုက်ပါပြန်ဆက်ဖို့မလိုတော့ဘူးကူချင်းဟန်ကခေါင်းမော့ကြည့်လိုက်တယ်သူ့မျက်လုံးထဲမှာဝေခွဲမရတဲ့ခံစားချက်တွေရှိနေတယ်သူတခုခုနားလည်မှုလွဲနေသလားဆိုတာကျွန်တော်သိပါတယ်နားလည်မှုမလွဲအောင်ကျွန်တော်အမြန်ရှင်းပြလိုက်တယ်ကျွန်တော်မှဖောက်ပြန်ခြင်းနဲ့စိတ်လုံးဝမရှိပါဘူးကျွန်တော်တို့ရဲ့နှစ်ရှည်လာများတန်ရောစင်ကိုငဲတာပါဒီကိစ္စပြီးရင်ကျွန်တော်တို့ထပ်ပြီးအဆက်အသွယ်မလုပ်ကြရအောင်ချက်ရှမ်းနားလည်မှုလွဲမှာစိုးလို့ပါဒီပတ်စံကိုလက်မခံတာကနောက်ထပ်အရှုပ်ရှင်းတွေမဖြစ်ချင်လို့ပါဒါကကျွန်တော်နဲ့ချက်ရှမ်းကြားကဆက်ဆံရေးကိုထိခိုက်စေနိုင်တယ်ကူချင်းဟန်ရဲ့မျက်ဝန်းထဲကအယောင်တွေတိတိတတ်တာမိမ့်မိန်သွားခဲ့တယ် Kenyan မင်းပြောရှင်ပါစေလို့ဆုတောင်းပေးပါနင်းနဲ့ချက်ရှမ်းလည်းအဆင်ပြေကြပါစေအိမ်ပြန်ရောက်တော့ထမင်းချက်နေတဲ့ချက်ရှမ်းကိုတွေ့တယ်ပြတလဲဖြစ်နေတဲ့သူ့ပုံစံကရေးချင်စရာပဲတကယ်ပဲစိတ်မကြည်ရင်မိဖို့ချောင်းကိုဖျက်ဆီးတော့တာပဲကျွန်တော်သူ့ကိုနောက်ကနေဖတ်လိုက်တယ်သူ့ပခုံးပေါ်ခေါင်းမိထားလိုက်တယ်ဘာဟင်းချက်နေတာလဲလက်တစ်ဖက်နဲ့ကျွန်တော်မျက်နှာကိုပုတ်တက်ပေးတယ်မင်းအကြိုက်ဆုံးဝက်နံရိုးနီနဲ့ခရမ်းကျင်တီဥမွေချက်သူမပခုံးကိုခေါင်းနဲ့မိပြီးမိမရေမင်းကတိတ်ကောင်းတာပဲဒါနဲ့မင်းနဲ့ချင်းဟန်ဘလို့လဲမင်းသူ့အကြောင်းမေးမယ်ဆိုတာသိတာပဲသူနဲ့နောက်ထပ်မပတ်သက်တော့ဘူးတယောက်ကတဝင်းတိုတက်လို့လေချက်ရှမ်းတင်ပေးထားတာဘယ်မှမလဲမဟုတ်ရင်ရှာလကာရီကိုပဲငံပြားကြီးမှတ်ပြီးထဲမလားချက်ရှမ်းကပြတလဲနဲ့နံရိုးတုံးကိုကောက်စားလိုက်တယ်တကယ်ကိုမျက်နှာရှုံးမဲ့သွားအောင်ချင်တာသွားပြီးပြန်ရှုံးနေပြန်ပြီးမောင်ရီကျမတကယ်ကိုကျွန်တော်သူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ်ခေါင်းလေးကိုပုတ်ပြီးဘာမှမဖြစ်ဘူးလို့ချော်လိုက်မင်းအများကြီးတော်နေစရာမလိုပါဘူးကျွန်တော်ကိုပဲခိုင်ခိုင်မာမာရွေးချယ်ပေးရင်ရပြီရှန်ဂျိုမင်းကငါရဲ့အမြဲတမ်းပထမဆုံးရွေးချယ်မှုပဲ